ကဘာဖလားပြိုင်ပွဲစရင်18ရက်အလိုတွင်လီယိုနယ်မက်ဆီဒဏ်ရာရရှိမှုကြောင့်စိုးရိမ်မှုများမြင့်တက်အာဂျင်တီးနားဂန်ဒဝင်ကစားသမားကြီးသည်တနင်္ဂနွေနေ့ညကကစားခဲ့သည့်အင်တာမိုင်ယာမီပွဲစဉ်၏ဒုတိယပိုင်းတွင်လူစားလဲကကွင်းအတွင်းမှထွက်ခွာသွားပေသည်လီယိုနယ်မက်ဆီအနေဖြင့်2026ကမ္ဘာဖလားပြိုင်ပွဲမတိုင်မီ၎င်း၏နောက်ဆုံးကလပ်ပွဲစဉ်ကိုပြေးပြေးဝဝအဆုံးသတ်နိုင်ခြင်းမရှိခဲ့ပဲဖီလာဒဲဖီးယားယူနီယံနှင့်ကစားခဲ့သည့်အင်တာမိုင်ယာမီ၏လီပွဲစဉ်83မိနစ်တွင်လူစားလဲထွက်ခွာသွားခဲ့သည်၎င်း၏အသင်းဖြစ်သောမိုင်ယာမီမှမူတနင်္ဂနွေနေ့ညကထိုပွဲတွင်6ဂိုး4ဂိုးဖြင့်အနိုင်ရရှိခဲ့သည်မက်ဆီသည်ပြစ်ဒဏ်ပေါ်ကန်သွင်းပြီးနောက်၎င်း၏ခြေထောက်နောက်ဖက်ကိုကိုင်ကာမိုင်ယာမီအရန်ခုန်တန်းဘက်သို့လှမ်းကြည့်ပြီးလူစားလဲရန်အချက်ပြခဲ့ပုံရသည်ထို့နောက်ကွင်းအတွင်းမှအမြန်ဆုံးထွက်ခွာသွားခဲ့ပြီးမိုင်ယာမီကွင်းအသစ်ဖြစ်သော New Stadium ၏ကစားသမားလိုင်ကောင်းလမ်းမှတဆင့်အဝတ်လဲခန်းထဲသို့တန်းဝင်သွားခဲ့သည်ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍တရားဝင်ထုတ်ပြန်ချက်တစုံတရာမရှိသေးတော့လေကမ္ဘာဖလားပြိုင်ပွဲစတင်ရန်18ရက်အလိုတွင်မှအသက်38နှစ်အရွယ်ကစားသမားကြီးဒဏ်ရာရရှိသွားခြင်းဖြစ်၍စိုးရိမ်ပူပန်မှုများရှိနေသည်မှာအမှန်ပင်ဖြစ်သည်ပွဲအပြီးတွင်မက်ဆီနှင့်၎င်း၏အင်တာမိုင်ယာမီအသင်းပေါ်ရိုဒရီဂိုဒီပေါ်တို့သည်အင်တာမိုင်ယာမီတွင်ပုံမှန်လေ့ကျင့်ခန်းများအပြင်ကမ္ဘာဖလားအတွက်အပိုဆောင်လေ့ကျင့်မှုများကိုပါပြုလုပ်နေခဲ့ကြပြီးဇွန်လ1ရက်နေ့တွင်ကန်ဆတ်စီးတီး၌ပြုလုပ်မည့်အာဂျင်တီးနားအသင်း၏ကမ္ဘာဖလားကြိုတင်စခန်းသွင်းလေ့ကျင့်မှုသို့တွားရောက်ပူးပေါင်းရန်စီစဉ်ထားပြီးဖြစ်သည်ပြိုင်ပွဲကျင်းပနေစဉ်အတွင်းအသက်39နှစ်ထဲသို့ရောက်ရှိမည့်မက်ဆီသည်ကမ္ဘာဖလားတွင်ပါဝင်ကစားရန်နှုတ်ကတိအပြည့်အဝပြီးထားခြင်းမရှိသေးပြီ၎င်းကကျွန်တော်တကယ်ပဲယာနှုံးပြည့်အစင်သင့်ဖြစ်မဖြစ်ကိုနောက်ဆုံးမိနစ်အထိစောင့်ကြည့်ခြင်းသည်ဟုဆိုထားရာတနင်္ဂနွေနေ့ကရရှိခဲ့သောဒဏ်ရာသည်၎င်း၏အစီအစဉ်များကိုအနှောက်အယှက်ဖြစ်သွားစေနိုင်ပါသည်အကယ်၍သာဒဏ်ရာပြင်းထန်ပါက၎င်း၏နောက်ဆုံးကမ္ဘာဖလားပွဲစဉ်သည်လွန်ခဲ့သော4နှစ်ကကာတာတွင်ပြင်သစ်ကိုအနိုင်ယူပြီးချန်ပီယံဆုဖလားကိုင်မြှောက်ခဲ့သည့်ပွဲသာဖြစ်သွားပြီလိမ့်မည်အာဂျင်တီးနားအသင်းနှင့်နီးပြလီယိုနယ်စကာလိုနီတို့သည်ကမ္ဘာဖလားအတွက်26ရောက်လူစည်းရင်းကိုမထုတ်ပြန်ရသေးပဲမေလ28ရက်နှင့်မေလ30ရက်ကြားတွင်ထုတ်ပြန်ရန်စီစဉ်ထားကြောင်းသိရသည်နိုင်ငံအားလုံးအနေနဲ့လူစည်းရင်းကိုဇွန်လ2ရက်နေ့နောက်ဆုံးထားထုတ်ပြန်ရမည်ဖြစ်ရာအာဂျင်တီးနားအသင်းအနေနဲ့ဇွန်လ6ရက်နေ့ဇွန်လ Navigation ရက်တို့တွင်ကစားမည့်ဟွန်ဒူးရက်စ်အိုက်စလန်တို့နှင့်ကမ္ဘာဖလားအကြိုခြေစမ်းပွဲများမတိုင်မီစကာလိုနီအနေနဲ့၎င်း၏အသင်းကိုအချောသက်စုဖွဲ့ထားနိုင်မည်ဖြစ်ပြီးဇွန်လ16ရက်နေ့တွင်အယ်ဂျီးရီးယားအသင်းနှင့်ကမ္ဘာဖလားအုပ်စုအဖွင့်ပွဲစဉ်ကိုစတင်ကစားရမည်ဖြစ်သည်မက်ဆီ၏ပြိုင်ပွဲကြီးများအတွင်ဒဏ်ရာရဖူးသည့်မှတ်တမ်းမက်ဆီ၏ကမ္ဘာဖလားဝင်ခွင့်မှာလက်ရှိတွင်လုံးဝပယ်ဖြုတ်ခံရမည့်အခြေအနေမဟုတ်သေးတော့လေဒဏ်ရာပြင်းထန်ပါကအစားထိုးရမည့်တာသကများရှိခဲ့ဖူးပြီမက်ဆီသည်ပြီးခဲ့သည့်အဓိကနိုင်ငံတကာပြိုင်ပွဲကြီးဖြစ်သော2024ကိုပါအမေရိကတွင်ညာဘက်ခြေချင်းဝတ်၌ပြင်းထန်သောဒဏ်ရာရရှိခဲ့ဖူးပြီးအာဂျင်တီးနားကကိုလံဘီယာကိုအနိုင်ယူကာချန်ပီယံဖြစ်ခဲ့သည့်ဘိုလ်လုပွဲတွင်မိနစ်66မိနစ်သာကစားနိုင်ခဲ့သည်အသင်းအနေဖြင့်ကြည့်မိဆိုပါကအာဂျင်တီးနားသည်မက်ဆီမပါဝင်တော့လေအင်အားတောင့်တင်းသည့်ချန်ပီယံဆုမျှော်မှန်းနိုင်သောအသင်းအဖြစ်ရှိနေအောင်မည်ဖြစ်တော်လေကမ္ဘာအကောင်းဆုံးဖန်တီးရှင်နှင့်ဂိုးသွင်းရှင်တို့ယော့နီးသွားမည်ဖြစ်သည်ထို့ပြင်ကမ္ဘာဘောလုံးပရိသတ်များအနေဖြင့်လည်းဤခန်ဒဝင်ကစားသမားကြီး၏ဆက်ချမအကြိမ်မြောက်နောက်ဆုံးကမ္ဘာဖလားအလှည့်အပြောင်းကိုမြင်တွေ့ခွင့်ဆုံးရှုံးရမည်ဖြစ်သည်ယခုရာသီယနေ့အချိန်အထိမက်ဆီသည်ကြန့်ခိုင်မှုအပြည့်ရှိနေခဲ့ပြီးခြေစွမ်းပိုင်းတွင်လည်းထူးထူးခြားခြားကောင်းမွန်နေခဲ့က၎င်း၏ကစားသမားဘဝနှောင်းပိုင်းအချိန်ရောက်နေတော့လေရောကျသွားသည့်အရေးအယံမျိုးလုံးဝမပြခဲ့ပေလက်ရှိ MLS Major League ၏နှစ်နှစ်ဆက်တိုက်အကောင်းဆုံးကစားသမား MVP ဆုရှင်ဖြစ်သူမက်ဆီသည်ယခုနှစ်ရာသီပြိုင်ပွဲစုံ16ပွဲတွင်73ဂိုးသွင်းဂိုးဖန်တီးမှု9ကြိမ်ပြုလုပ်ထားနိုင်ပြီး2026ခုနှစ်အတွက်အကောင်းဆုံးကစားသမားဆုကိုထပ်မံရရှိရန်ရေပန်းအစားဆုံးဖြစ်နေသူလည်းဖြစ်သည်နေမာဒဏ်ရာနဲ့မက်ဆီလည်းခုဒဏ်ရာ